ကျေရွှေကကရသူရှင်သတယ်လို့ပူချရောင်းလျံထက်တိန်ရ၌အောင်တန်စီတုအသင်္ခါစုလို့တိုင်းပြည်ရွှင်လန်းရွှေကျငန်းဝင်မင်္ဂလာတို့သားမောင်ဥက္ကာဝဆွေနဲ့မင်္ဂလာတို့သမီးဒေါက်တာထူးတာအနှံပွဲထုတ်ရချိန်ခါနေရီတော်သင့်မြတ်နက်ခရှန်ဒီနပန်စီမှာကြံကြီးတရစ်တန်တော်ဝင်းကဝေခယူတော်ဇေယတုအောင်တန်ချီတော်မူပါခမညာတန်တရားရေစဲနဖူးစာတန်တာဟိကျွေးလက်တို့ရေစီပန်းခင်းတော်လမ်းပေါ်မှာချစ်ချင်းနှစ်လီနှစ်ပါးတင်မြောက်စား၍စူလျားမသွေနှစ်ပြားရှူရကဟီဆွဲဟာဆက်ခါဆက်တို့မပြတ်ကြည့်ဘူးဒီစပူတွင်မတူခန္ဓာအောင်စုပြား၍နှစ်ပါးမောင်နှံဘိတ်သိက်ခန့်တော်တန်တာဟိကျွေးလက်တို့ရေစီပန်းခင်းတော်လမ်းပေါ်မှာချစ်ချင်းရာကိုစီချစ်ချင်းညီညာဒီလေလာမင်းအလေးသမားဂျေရီဆုံးတော့လက်ကပ်ပွဲတပင်းတောက်ပါဆုံးကထောင်ရနိုင်နေချစ်ချင်းချင်နာရဲ့လာတရားရေစဲလူစားတန်တာရေချွေးလက်တို့ရေစီဘယ်ကင်းတော်လမ်းပေါ်မှာချစ်ချင်းများကိုစီချစ်ချင်းညီညာနေနေလာမင်းအလေးသမားဂျေရီဆုံးတော့လက်ကပ်ပွဲတပင်းတောက်ပါဆုံးကထာဝရနိုင်တဲ့ချစ်ချင်းအောင်တန်ရုပ်ရဲမြန်နက်ခတ်တော်ရွေးနေမန္တလေးဟင်းရီဆော့တယ်ကြော့မို့ရစ်ပတ်မြစ်တာချစ်ပန်းသူစင်မြန်းသည်စူပြားရစ်ပတ်ရေသွန်းလက်ထမင်းကပွဲကြီးပဲဖြစ်ပါတယ်ခမညာမင်္ဂလာရှိသောနေ့ရက်တိုင်းတွေ